ဆက်လုပ်ပြန်တော့သွားရဲလေးစာလေးသိတာမသိရှင် ဒါပေမဲ့ကျွန်တော်အိတ်ဘက်ပိုင်းတစ်ခါမှခီးတယ်လည်းမဟုတ်ဘူးမင်းမြန်ပြီးသွားတော့သိမှာပါ ကျမကလမ်းမလာ မင်းတို့ရှေ့ဆက်သွားလို့မဖြစ်ဘူးနောက်ကျောင်းပြန်ခဲ့ ဒါဆီယမာကြီးတော်တဝေကျော်ရဲ့ရုပ်ကံမွေးဖွားလာတဲ့ကလေးအတွက်အဆဆအရာရာဒီကိဟာပဲတာဝန်ယူတယ်ဆိုတဲ့သဘော ကျမဒီကလေးလေးကိုမွေးပြီးရတယ်ပြန်ခေါ်သွားမှာပါ ကျမဒေါက်တာသက်ဝေကျော်ပါတွေ့ရတာဝမ်းသာပါတယ် စာဖွေပေါ်ရမကွယ် ညအခန်းပြင်မှာအမျိုးသမီးတယောက်သားချော်တေးဆိုနေအောင်ကြားလိုက် ဒီမှာတရေတော်နည်းနည်းခြောက်တယ် လောက်တောင်တရေချောင်းနေရဲဆိုရင်ဘာလို့စနေရသေးလဲ ဒီမှာတရေခြောက်လို့မနေရဲပဲပြင်မှာသွားနေရင်နားကားသွားကြမှာပဲလေ ဒီခြံထဲမှာလေဆန်လကူးပင်ကြီးတယ်ပင်ရှိရတာ သူမိုက်ဘလို့သိရလဲ ဒီကိုရောက်လာပြီပဲဘာမှမပူနဲ့တော့အားလုံးအဆင်ပြေသွားပြီလို့သာအောက်မေးလိုက်မင်းကလေးမွေးပြီးရင်ငါ့ကိုပြီးခဲ့ မပေးခဲ့နိုင်ပါဘူး အားလုံးကငါနဲ့အတူတူခေါ်သွားမယ်ဒီလိုအားလုံးဘယ်သူမှမလွတ်ရစေရဘူး